Manchester United ပြာပုံတွေကထလာတဲ့ Phoenix ဟန်1945ခုနှစ်ကမ္ဘာစစ်ကြီးကအဆုံးသတ်သွားခဲ့ပေမဲ့ Manchester United အတွက်တော့အရာအလုံးကိုအစကပြန်ဆခဲ့ရပါတယ်1942ခုနှစ်မှာဘုံကျိတ်ခံလိုက်ရတဲ့ Old Trafford ကွင်းကြီးကအပြက်စီးတွေကြားမှာအသက်မဲ့နေခဲ့ပြီးကိုပိုင်ကွင်းတော်မရှိတော့ဘဲပြိုင်ဘက်ရဲ့ main road ကွင်းမှာကပ်ပြီးကစားခဲ့ရတဲ့အထိကလပ်ရဲ့အခြေအနေကဆိုးရွားခဲ့ပါတယ်အသင်းတော်တော်များကတော့ဒီလိုအချိန်မှာအန်ရကင်းကင်းပဲသွားဖို့ရွေးချယ်ကြပါလိမ့်မယ်ဒါပေမဲ့ United ကတော့မတူညီတဲ့လမ်းစဉ်တစ်ခုကိုရွေးချယ်ခဲ့တယ်အဲ့ဒါကတော့ Matt Busby ဆိုတဲ့လူကိုအသင်းရဲ့အနာဂတ်ဖြစ်ခန့်အပ်လိုက်တာပါပဲ Busby ကမန်နေဂျာတယောက်တည်းမဟုတ်ပါဘူးသူကအနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိတဲ့ပညာရှင်တယောက်ပါခြားအသင်းတွေကနာမည်ကြီးကစားသမားတွေကိုပတ်စံပုံပေးဝယ်နေချိန်မှာ Busby ကတော့ Manchester ရဲ့လမ်းမတွေပေါ်ကအသက်16 18အရွယ်လူငယ်လေးတွေကိုပဲယုံကြည်ခဲ့တယ်ဝေဖန်ရေးသမားတွေကတော့လူကြီးတွေခြားတဲ့ကလေးတွေနဲ့ကစားနေတဲ့ United ကို Busby Babies လို့ခေါ်ပြီးလှောင်ပြောင်ခဲ့ကြပါတယ်ဒါပေမဲ့1956ခုနှစ်မှာတော့အဲ့ဒီကလေးတွေကပြင်းပြအသက်22နဲ့တင် League Flower ကိုတိမ့်ပိုက်ပြလိုက်ပြီးတကမ္ဘာလုံးကိုပါဇက်ပိတ်သွားစေခဲ့တယ်1959မှာလည်းချန်ပီယံထပ်ဖြစ်ပြန်ရောသူတို့ရဲ့ကစားဟန်ကကြောက်ရွံ့မှုကင်းတဲ့ညံဆန်တဲ့လက်စည်းကြောင်းတစ်ခုလိုဖြတ်လက်လုံးလာပါတယ်ဒါတင်းတင်းနေမဟုတ်ပါဘူးဘောလုံးလောကရဲ့အနာဂတ်အင်ပါယာတစ်ခုတည်ဆောက်နေတာပါဒါပေမဲ့ခက်ချမာကရက်ဆက်လုံးခဲ့ပါတယ်1958ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ Belgrade ကအပြန်ယူနစ်မြို့မှာလေယာဉ်ပြတ်ကျခဲ့ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲ United ရဲ့ရွှေရောင်မျိုးဆက်လေးတွေကြေမွသွားခဲ့ရတယ်လူပေါင်း23ယောက်ကွယ်လွန်ခဲ့ပြီးအဲ့ဒီထဲမှာ United ကစားသမား10ယောက်ပါဝင်ခဲ့ပါတယ်Matt Busby ကိုယ်တိုင်လည်းအသက်ရှင်ဖို့အတွက်တိမ်မင်းနဲ့တိုက်ပွဲဝင်နေရတဲ့အချိန်တကမ္ဘာလုံးက Manchester United တော့အဆုံးသတ်သွားပြီလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့တစ်ခုခုတော့ short တွက်ခဲ့ကြတယ်အဲ့ဒါကတော့ဒီကလပ်ကိုစတင်တည်ထောင်ကြတဲ့ကရှိခဲ့တဲ့ရှုံးပေးတတ်တဲ့စိတ်ဓာတ်ပါပဲ United ဆိုတဲ့နာမည်ကိုမြေမြုပ်ပြဖို့စူးစမ်းခဲ့တဲ့ကံကြမ္မာကို Busby နဲ့သူ့ရဲ့ကြာရှိနေတဲ့ကောင်လေးတွေကဘလို့ပြန်လည်တုံ့ပြန်ခဲ့ကြတယ်လေမြူနစ်ဖြစ်ရဲ့ဆိုရဲ့ပြာပုံတွေကနေကြီးကျယ်တဲ့ဒီအောင်မြင်မှုတွေစီပြန်လည်ထနောက်လာခဲ့တဲ့သူတို့ရဲ့ခရီးစဉ်ကိုနောက်ထပ်အပိုင်းသစ်မှာဆက်လက်ဆောင်လို့ကြည့်ရှုပေးကြပါအောင်ကျေးဇူးတင်ပါတယ်